ငွေစင်းတစ်ခုနဲ့တစ်ခုဒါ control လုပ်တဲ့အပိုင်းလေးတွေဒါရွှေ့တဲ့အပိုင်းလေးတွေကြံခဲ့လို့ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်သွားမယ်ဟုတ်ပြီအဲ့တော့ကျွန်တော်ထားပါလောဆယ် cash ထဲမှာထားပါနော် cash ထဲကတသိန်းကိုကျွန်တော်ကဒီ KP တဲ့ရွှေ့တယ်ပဲဆိုပါတော့နော်အဲ့ဒါကျွန်တော်တစ်ဖက်ကဘာလုပ်ပေးရလဲ cash out ဆိုတာလေးလုပ်ပေးရမယ် new ခေါ်လိုက်မယ်ထားပါ DRANSFE transfer to KB1 KB ပေါ့အဲ့တော့ထွက်မှာဆိုတော့သူကအနှုတ်လေးနဲ့ရိုက်ပေးမယ်ကျွန်တော်နော်အနှုတ်နဲ့ရိုက်ပေးမယ်အနှုတ်တသိန်းရိုက်ပေးမယ်အဲ့ဒါ close ပြီးတော့မှကျွန်တော်ဒီဆက်30လေးမှာနော် internet transfer ဆိုတဲ့ကောင်လေးကိုကျွန်တော်ကနှိပ်လိုက်မယ်ဒါဆိုသူကပုံမှန်ဆိုလို့ရှိရင်တော့သူကဒီ liquidity transfer ပေါ့နော်ဒါကဘာ cash in transit အနေနဲ့ဒါသုံးနေတာကျွန်တော်တို့ chart အကောက်တွေပေါ့ system နဲ့ဒါ liquidity transfer ဆိုတဲ့ဟာလေးကိုကျွန်တော်က internet transfer နှိပ်လိုက်တာနဲ့ဒါလေးကို recognize လုပ်ပေးသွားလိမ့်မယ်ဟုတ်ပြီဒါဆိုရင်ငွေစင်းဘက်ကတော့ထွက်သွားပြီဒါကျွန်တော်ဒါ KB ထဲမှာအဝင်သွင်းပေးရအောင်မယ်နော်အဲ့တော့ကျွန်တော်ကဟုတ်ပြီဒီ asset လေး30ကိုနှိပ်လိုက်မယ် transition ခေါ်မယ် new ခေါ်မယ်ထားပါတော့receive from မြန်နော် main cash ကနေကျွန်တော်လက်ခံရရှိရပေါ့သူကြတော့ကျွန်တော်ကနော်ဒီအပေါင်းလေးနဲ့သိမ်းရိုက်လိုက်မယ်အဲ့တော့ तू ကလောတဲ့ list အနေနဲ့ရှိနေတာနော်ကျွန်တော်တို့အားကြောင့် recognize လုပ်လို့မရအောင်အဲ့ဒါဆိုရင်ကျွန်တော် canvas ဆိုတာလေးကိုချိန်မယ်အဲ့တော့ကျွန်တော်ကဒီကောင်းကိုပေါ့နော်ဒါပါတော့နော်internet transfer ဆိုတဲ့ဟာလေးကျွန်တော်နှိပ်ပေးလိုက်မယ်ဒါလို့ဆိုလို့ရှင်လည်းရတယ်နော်ဒါဆိုရင် internet transfer နဲ့ तू ကကြေသွားလိမ့်မယ် okay စေးထားလိုက်မယ်နော်ဒါတော့ဒါငွေစင်းတစ်ခုနဲ့တစ်ခုကိုဒါကျွန်တော်ဒါအရွှေတောင်းလုပ်တဲ့ကဏ္ဍတွေမှာအခုလိုပုံစံလေးနဲ့သုံးလို့ရတယ်ဒီမှာနော် last statement နဲ့ balance နဲ့မတူဘူးဆိုတာဘာလို့မတူလဲ last statement ဆွဲတဲ့အချိန်မှာတစ်ကြောင်းကြံနေခဲ့တာအဲ့ဒါကြောင့်မလို့နော်အဲ့တော့ကျွန်တော်ကအဆက်30ကိုသွားမယ် transition သွားမယ်ဒီတစ်ကြောင်းကြံနေမှာအဲ့တော့ဒီကောင်လေးကိုကျွန်တော်ကဒါလေးပါထည့်ပေးလိုက်မယ်ပြီးတော့မှဒီဘက် arrow လေးနှိပ်မယ်ဒီ34500เนาะကျွန်တော်ရှေ့က4ကို3ချိန်လိုက်မယ်ပေါ့နော်ချိန်လိုက်မယ်ပြီးတော့မှစေမယ်ဒီမှာလိုအပ်ရင်ကျွန်တော်တို့ဒါ statement အသစ်ပြန်ထုတ်ပေါ့နော်ဒီလိုပုံစံနဲ့ဒါကျွန်တော်တို့ကငွေစင်းတစ်ခုနဲ့တစ်ခုဒါရွှေတောင်းလုပ်တဲ့ကဏ္ဍတွေကိုလုပ်လို့ရတယ်ပေါ့နော်